ကျမတို့တွေကအသက်ကြီးလာတာနဲ့အမျှစိတ်နေစိတ်ထားတွေအတွေးခေါ်တွေဘာဖြစ်လို့ပြောင်းလဲလာကြတာလဲအသက်20အရွယ်မှာတွေးတဲ့အရာတွေနဲ့အသက်50အရွယ်မှာတွေးတဲ့အရာတွေကဘာဖြစ်လို့မတူညီရတာလဲဒါကိုနာမည်ကြီးစိတ်ပညာရှင် Eric Erikson ကအဆင့်80နဲ့တိတိကျကျလေးရှင်းပြထားပါတယ်လူတယောက်မွေးဖွားတဲ့အချိန်ကနေစပြီးတော့တည်ဆုံးတဲ့အချိန်အထိဖြတ်တန်းရတဲ့စိတ်ပိုင်းဆိုင်ရာအဆင့်80ကဘာတွေလဲကိုယ်တိုင်ရောအခုဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကိုကြည့်လိုက်ကြရအောင်ရှင်ပထမဆုံးအဆင့်1ကတော့မွေးကင်းစကနေတစ်နှစ်ခွဲအထိအရွယ်ဖြစ်ပါတယ်ဒီအချိန်မှာကလေးငယ်ကကဘာကြီးကငါအတွက်စိတ်ချရရဲ့လားဆိုတာကိုစပြီးတော့သိယူပါတယ်မိဘကမေတ္တာပေးတယ်ကျွေးမွေးတယ်ဂရုစိုက်တယ်ဆိုလို့ရှိရင်ခလေးကလူသားတွေအပေါ်မှာယုံကြည်မှုရှိလာပါတယ်တကယ်လို့ပြစ်ပယ်ခံထားရလို့ရှိရင်တော့လူသားတွေအပေါ်မှာမယုံကြည်တဲ့စိတ်တွေဝင်လာပါလိမ့်မယ်အဆင့်2အသက်1နှစ်ခွဲမှ3နှစ်ခန့်ဒုတိယအဆင့်မှာတော့ကလေးကလမ်းလျှောက်တတ်တဲ့စကားပြောတတ်စအရွယ်ဖြစ်ပါတယ်ကလေးတွေကသူတို့ဘာသာသူတို့ဖက်နှက်စီးတာအင်ကြီးလဲတာမျိုးတွေကိုကိုယ်တိုင်လှုပ်ချင်လာကြတယ်ဒီနေရာမှာမိဘကကလေးကိုကိုယ်တိုင်လှုပ်ခွင့်ပေးလိုက်လို့ရှိရင်ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ယုံကြည်မှုဆိုတဲ့ autonomy ရလာမယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အမြဲတမ်းလိုက်စုနေမယ်တားဆီးနေမယ်ဆိုလို့ရှိရင်တော့ကလေးကကိုယ့်အတကိုတန်တရားဖြစ်တာတို့ရှက်ရွံ့တာတို့တွေဖြစ်သွားတတ်ပါတယ်အဆင့်3ကတော့အသက်အပြင်အသက်3နှစ်ကနေ9နှစ်အရွယ်ပေါ့နော်မူဂျိုသွားတဲ့အရွယ်ဖြစ်ပါတယ်အဲ့ဒီတတိယအဆင့်မှာဆိုရင်ကလေးကစားနည်းအသစ်တွေတီထွင်တာတငယ်ချင်းတွေနဲ့စုပေါင်းဥဆောင်ပြီးတော့ကစားတာမျိုးတွေကိုလုပ်ချင်လာပါတယ်ဒါတွေကိုလူကြီးတွေကအားပေးရင်တီထွင်ဖန်တီးနိုင်စွမ်းတွေတက်လာပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဆိုပြီးအမြဲအဖြစ်တွေနှိပ်ကွနေလို့ရှိရင်တော့ကလေးကသူလုပ်တဲ့အရာတိုင်းကမှားနေတယ်ဆိုပြီးတော့အပြစ်ရှိတဲ့စိတ်ဝင်လာတတ်ပါတယ်အဆင့်4ကတော့အသက်9နှစ်ကနေ12နှစ်အရွယ်ဖြစ်ပါတယ်။ကျောင်းနေအရွယ်ဖြစ်ပါတယ်။အဲ့လိုအချိန်ဒီမှာစာမေးပွဲတွေအားကစားတွေနဲ့ကြုံနေရပြီးဒီချိန်မှာကလေးကစူးစမ်းပြီးအောင်မြင်မှုကိုအရန်ရယူခြင်းနေတဲ့စူးစမ်းအားထုတ်မှုစိတ်အပြည့်ရှိပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကြားထဲမှာအမြဲတမ်းအနှိမ်ခံရမယ်။ဆီယာမတွေမိဘတွေကနေပြီးတော့တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးအမြဲတမ်းအားမလို့အားမရပြောတာကိုခံနေရမယ်ဆိုရင်တော့ကလေးကသူများထက်ကညံ့မာလားဆိုတဲ့အားငယ်စိတ်မျိုး inferiority ဆွဲသွားတတ်ပါတယ်အဆင့်5ကတော့အသက်12နှစ်ကနေအသက်18နှစ်ကြားတဲ့အရွယ်ပေါ့နော်လူပြိုအပြိုပေါ်ဝင်စအရွယ်တွေပဲဖြစ်ပါတယ်အဲ့ဒီအဆင့်ကလည်းအရန်အရေးကြီးတဲ့အဆင့်ပဲဖြစ်ပါတယ်ဒါချက်ကြော်တဲ့အရွယ်ဖြစ်တယ်ငါဘာတူလဲငါဘာဖြစ်ချင်တာလဲငါဘဝရည်မှန်းချက်ကဘာလဲဆိုပြီးတော့ကိုလိုက်ပြီးတော့ရှာဖွေနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကိုကောင်းကောင်းမဖြတ်တန်းနိုင်တယ်ဆိုလို့ရှိရင်လူတစ်ယောက်ကကိုယ့်ရဲ့ identity ကိုရလာမယ်လမ်းပြောင်းနေလို့ရှိရင်တော့ငါဘာလုပ်ရမှန်းမသိဘူးဆိုတော့ဝေဝါးတာတွေဖြစ်လာမယ်ဆယ်ကျော်သက်တည်းရလေအားကိုးရမယ်လို့ခံစားရတယ်ဆိုတာတွေကအဲ့လိုကြောင့်ပဲပေါ့နော် role confusion ဖြစ်သွားတာပေါ့နော်ကိုဘာလဲဆိုတာကိုမဖော်ထုတ်နိုင်ဘူးဖြစ်သွားတာပေါ့နော်အဆင့်6ကတော့သူကအသက်18နှစ်ကနေပြီးတော့အသက်40အထိပေါ့နော်လူငယ်ပိုင်းကနေပြီးတော့လူလတ်ပိုင်းအရွယ်အစလောက်အထိကိုပါတာပေါ့နော်သူအဲ့ဒီချိန်မှာတော့သူကအချစ်ရေးတွေအိမ်အောင်ရေးတွေနဲ့တခြားတငယ်ချင်းအပေါင်းအသင်းတွေကသူ့အတွက်အဓိကကြလာတဲ့အချိန်ဖြစ်တယ်တခြားလူတယောက်နဲ့ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးကိုတိဆောက်ချင်လာတယ်ရင်းနှီးကြုံရမှုတွေလိုချင်လာတယ်ဒါ intimacy ကိုလိုချင်လာတာပေါ့နော်အဲ့လိုအချိန်မျိုးမှာအချစ်ရေးဒါမှမဟုတ်လူမှုရေးဆက်ဆံရေးတွေကအဆင်မပြေဘဲနဲ့စိတ်တန်ရာရသွားမယ်ဆိုလို့ရှိရင်တော့အဲ့လူတွေကလေကြောက်ရွံ့ပြီးတော့အထီးကျန်တာတွေကိုတသက်လုံးကြီးဆွဲမြတ်သွားတတ်ပါတယ်နောက်တစ်ဆင့်ကတော့အသက်40ရာနေပြီးတော့အသက်65နှစ်အထိအရွယ်ပေါ့နော်အဲ့ဒီအရွယ်ကကြတော့လုံးဝလူလတ်ပိုင်းအရွယ်ဖြစ်နေပြီဒီချိန်မှာလူတွေကနေပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုကကဘာကြီးကိုဘယ်လိုမျိုးအကျိုးပြုနိုင်လဲဒါမှမဟုတ်လို့ရှိရင်လဲကိုကနောက်မျိုးဆက်အတွက်ကိုဘာတွေခြံထားနိုင်မလဲဆိုတာတွေကိုစပြီးတော့စဉ်းစားလာကြပြီတာသမီတွေကိုလည်းကောင်းကောင်းမွန်မွန်ပြိုးထောင်မယ်ပရာဟိတလောက်တာမျိုးတွေသူတစ်ပါးအကျိုးအတွက်ကိုဆောင်ရွက်ပေးတဲ့ဟာတွေမျိုးတွေကိုလည်းလုပ်လာကြပြီအဲ့လိုမျိုးတွေမှာမရှိတဲ့သူတွေဆိုလို့ရှိရင်တော့ငါဘွားကြီးကဘာမှအတိတ်ပဲမရှိပါလားဆိုပြီးအဲ့လိုဘွားကြီးကရက်တန့်သွားသလိုမျိုးပေါ့နော်ခံစားရတတ်ပါတယ်နောက်တစ်ဆင့်ကတော့အသက်65နှစ်အရွယ်ကနေပြီးတော့တည်ဆုံးသွားတဲ့အရွယ်အထိနောက်ဆုံးအဆင့်8ပေါ့နော်ဒါလူတွေရဲ့နောက်ဆုံးအချိန်တွေမှာလေအတိတ်တွေကိုပြန်ပြီးတော့လှည့်ကြည့်တဲ့အခါမှာလေ
ငါ့ဘဝကိုအတိတ်ပဲရှိဖြတ်တန်းခဲ့ရပါလားလို့တွေးပြီးတော့စိတ်ကျေနပ်မှုအပြည့်နဲ့နေလို့ရတာမျိုးတွေလည်းရှိတယ်ဒါမှမဟုတ်လို့ရှရင်လည်းနောင်တတွေအပြည့်နဲ့စိတ်ပြက်အားလျော့ပြီးတော့ဖြတ်တန်းရင်းနဲ့အဆုံးသတ်ရတာတွေလည်းရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ဘဝနေဝင်ချိန်တွေမှာနောင်တမရခြင်းဘူးဆိုလို့ရှိရင်တော့အကောင်းဆုံးတွေကိုစူးစမ်းပြီးတော့လုပ်ကင်ရပါလိမ့်မယ်ဒါကတော့ Eric Erikson ရဲ့စိတ်လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုအဆင့်80ပဲဖြစ်ပါတယ်။ကျမတို့လူသားတွေဟာဆိုလို့ရှိရင်အဆင့်တစ်ခုချင်းစီမှာအောင်မြင်အောင်ဖြတ်တန်းရင်းနဲ့ပဲရင်းချက်တဲ့သူတယောက်ဖြစ်လာရတာပါ။ဒီဗီဒီယိုတွေကိုကြည့်နေတဲ့တငယ်ချင်းတွေရောဘယ်အဆင့်ကိုရောက်နေပြီလဲ။ကိုယ့်ဘဝရဲ့စိန်ခေါ်မှုတွေကိုရောကောင်းကောင်းမွန်မွန်ဖြတ်တန်းနိုင်ခဲ့ရဲ့လားဆိုတာကိုလည်းမျှဝေပေးသွားပါအောင်နော်။ဒီလိုမျိုးဗီဒီယိုတွေကိုသဘောကျရဲဆိုလို့ရှိရင်ကျမရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အကျိုးတစုံတရာရရှိမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်